အခုကကြာကြာဖွင့်တော့လည်းကြောင်းရဲ့ဒီပစ္စည်းလေးလိုက်ဝယ်လာပါဘယ်ကကြရှိရပေါ့နော်အဲ့ဒါရှိရဒီမှာဒါကကြခဲစားတာဒါကကြခဲစားရဟောဒီခဲစားဘူးရပါပြီးသားပေါ့နော်ဒါလေးတခုကခပြီးသားဝလေးပါဒါလေးခုယူပါတယ်နော်ပြီးရင်ကကြဒါလေးပြီးရင်ကကြမှာပါဖြစ်တာကမှာဘူးလေးပါကမဘူးလှိုင်းဖွင့်အောင်မကြည့်ရသေးဘူးဒီလားဒီမှာနော်ခပ်ပြီးပါဝါလေးပါပြီဒီမှာကဟောဒီလိုမျိုးကျယ်လေးနဲ့ဒီမျိုးဆော့တယ်ဒီမှာပါဆိုဟောဒီလိုမျိုးလေးဆော့ပြရပါတယ်ကဲဒါလေးကနည်းနည်းတော့အိတ်လေးကြည့်ပါကဲအဆွေဖောက်ကြည့်ပါမယ်လက်ကြည့်ပြပါပြန်နေဖောက်ရလဲရပါဒီမှာပါနေဒီချမ်းလာလို့မျိုးလေးပြီးတော့ဒါလေးကတင်တော့ဟုတ်လို့လည်းကောင်းတယ်။မောင်ခလေးတည်းချေပေါ့ချေနံပါတ်ဒီမှာကပြပါမယ်။မှာပါနောက်ကလေးလဲတကယ်ပန်းကြီးရဲ့နောက်ကကြပတ်စံနေပါလေလဲထိလို့ရတယ်ဟုတ်တယ်အဲ့ဒီနေ့တရားဆွေးလေတရားဆွေးဒီနေ့အကူလို့တူကြောက်ဒီအကူလို့ကြောက်ဝါရဲ့နောက်ထပ်ကကြမှာပါခုကပေးရန်လေးပါပေးရန်ဟောဒီလိုမျိုးချေလီပေးတယ်လေးပဲယူလိုက်ပါတယ်ပေါ့မပါချေလီပေးတယ်ကိုဝါရောင်လေးပါကကြခဲပြက်ပေါ့နော်ခဲပြက်ကဟောဒီလိုမျိုးဝေလိုက်ပဲအရင်တော့ကကြာဟိုလိုမျိုးရိုးရိုးလေးပဲတော့ဟိုကဒါလေးနည်းနည်းပါးပါးကြိုက်လာလို့ဒါလေးပဲတုံးပါမယ်ဒါကြဟောဒီခဲပြက်ကုံဝိုင်းကကြာဟောဒီဟာလေးနော်တရားမှာပါမာဒီမျိုးကုံဝိုင်းလှည့်ပြီးဖျက်မှာပါဒီမှာပါဒီထဲမှာဆိုပလဲလုံးလေးလေးတင်လိုမျိုးထည့်ထားပါဒီနေ့ကျမပမခကလာစာအုပ်ပါလာစာအုပ်ကိုကကြာလငါဒလာစင်ပေါ့ဒလာစင်လောက်ဝယ်လိုက်ပါတယ်ဒလာစင်ပေါ့နော်စနဲ့အုပ်ပါပါတယ်ဒီမှာဆိုရင်ပေါ့ဒါကကြာဟိုယူဘဲမတောင်းမဲနဲ့ဟောဒီဟာလေးတုံးကြည့်ပေါ့နော်ဝါလင်းကလေမျိုးကြောင်းနဲ့ကျူရှင်နဲ့တင်းနဲ့ဆိုဒီစာအုပ်လေးပဲတုံးပါတယ်ဒါကကြာ3500လား9900လားမသိဘူးလောတော့ကြာပါတယ်ဟာဒီဟာလေးကဟာဒီဟာလေးကတော့လဲဆိုတော့နော်ဆိုင်ပြောဝင်မယ်16500ပေါ့နော်16000ဟာဒီမှာစိတ်မကက်ထားပါဘူးရှင်ဒီရဲ့အစင်ကကြာနှိုင်းတူးနေတူကြောင်းတက်ရည်လဲပေါ့နော်သူချင်းအများကြီးရပါစေရှင်အလုံးတတာပါ